အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Burmese God Channel ကနေကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းလေးမစခင်မှာကျွန်တော်တို့ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပြီးတော့ Notification လေးနဲ့နှိပ်ထားပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာတမန်တောင်ကိုရေးသားထားတဲ့ Might D ဆိုတဲ့ဇာတ်လမ်းလေးကိုအပိုင်း1အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနာမည်က Might D ရဲ့အေထိုင်တောင်ကလက်ပခုံးကြီးပါရဲ့အစွန်ဖျားအင်္ဂလိပ်မှာတားဖားနှစ်ယောက်နေတယ် Might D ရဲ့သား25ဝန်းကျင်နာမည်ရင်းကမြင့်အောင်ဒါပေမဲ့မြင့်အောင်စာသူ့ဖေဦးအောင်ဖေပေးထားတဲ့ Might D ဆိုတဲ့နာမည်ပဲတွေ့ Might D ပုံစံကတော့ခက်တော့အသားကညိုတူတူအရက်က9ပေခွန်းလောက်ရှိမယ်ရုပ်တင်ကတော့ကြီးကောင်းတဲ့အထက်ပါပါတယ် Might D မင်းကသူ့မွေးပြီးတစ်နှစ်သားရွယ်လောက်မှာလေလေထမင်းလက်ပိုးရင်ကသိမ်းပေါ်မှာပဲပိုးတီလို့ဆုံးသွားတယ်ဒီဖြစ်အကြောင်း Might D မှာမွေးခြင်းမရှိဘူးသူ့ဖေဦးအောင်ဖေကလည်းမိန်းမကိုသိရှိသူဆိုတော့နောက်ထပ်မိန်းမမယူမိန်းမအတွက်ရုံချုံမရစိတ်နဲ့ပဲတောက်စားမူးရပြီးနေခဲ့တယ်ဒီတော့ Might D မှာညီကိုမောင်နှမအနေနဲ့ဖေတူမေခွဲတော်မရှိပါဘူး။တောင်ကျော်တက်မျက်နှာတဝဲရောသားပဲဖြစ်ရတယ်။သူတို့သားဖားရဲ့စာအုပ်နေတော့ကိုတော့ချမ်းသာတဲ့မိခင်ဖြစ်သူဘက်ကအမွေရထားတဲ့လေစေကောက်တခြားသူစီမှာထောက်စားချထားတယ်။ဒီလိုမှထောက်စားမချရင်လည်းဖခင်ဖြစ်သူကသူ့မိမပူရိခန်နဲ့လေပီစီတပတ်ဘယ်တော့မှချေမချတော့ဘူးကြွေးကြော်ထားတယ်လေ။လေစေကထောက်စားချတာကနေသားဖားနဲ့အောင်စာအုပ်နေတော့ကိုတော့ဝမ်းစာဖူလုံရတယ်။ Might D ကြောင့်ထပ်ပြောမယ်ဆိုရင်တော့နမဲစီးတာလားဘာလားတော့မပြောတော့ဘူး။ငယ်ကလေးကစိုးပစ်တီးပြီးစားပြင်းတယ်ကလေးရဲ့ချင်းကလည်းကန်းကုန်ပဲကလေးချင်းဆော့ကစားရင်ရံဖြစ်လိုက်ပြီဆို Might D မပါတာမရှိဘူးထစ်လိုက်ပြန်ပြီ Might D တော့ထစ်လိုက်ပြန်ပြီ Might D ပဲရွာထဲမှာကလေးတွေကစားရင်ရံပွဲဖြစ်ပြီဆိုရင်တေးကြတယ်တစ်ခါက Might D ပဲကြာတော့ဘယ်သူမှတီးမခံနိုင်တော့ Might D ကိုအမြင်ကလေးတွေအကုန်လုံးကရှောင်ရှားလာကြတယ်ကလေးဘဝမှာပဲ Might D ကရွာထဲမှာပေသေးသေးဖြစ်လာတယ်ဒီလိုတန်းတို့ကလေးတွေက Might D နဲ့အတူမဆော့ကြတော့ဘူးသူတို့မဆော့လည်းပဲ Might D ကတော့ easy ပဲသူတို့ဓာတ်တွေလုံးဝယူမဆိုင်သူစိတ်ထဲမှာနောင်ဓာတ်တို့ short ပေးမှုလို့ဆိုတာမရှိလုံးဝဝေးလာဝေးပဲမင်းတို့နဲ့အတူမဆွားတော့ဘာဖြစ်လဲငါမှဘာရှိတယ်လို့ကြွေးကြော်တယ်ဒီကစားပြီး Might D ကသူ့အဖေထမ်းရတော့တောင်းလိုက်တယ်ထမ်းတော်ထဲမှာပဲနေတယ်ထမ်းတော်ထဲမှာပဲစားတယ်ကစားရင်တမြောင်တစ်ချောင်းနဲ့ထမ်းမင်းကိုပြစ်ပေါ်ရင်ကစားတယ်ဒီလိုနဲ့သိမ့်မကြပါဘူး Might D တယောက်ထမ်းရတော့တက်လာတယ်အသား12နှစ်ပဲရှိသေး Might D ကသူ့အဖေနဲ့အတူတတွဲတွဲထမ်းရင်တောင်းနေပြီ Might D ရဲ့ဆက်လင်းလေးလောက်မှာတော့လူရမ်းမှုဆဖြစ်တယ်ချစ်ပုံကထမ်းရင်တောင်းနေတဲ့သူ့အဖေကိုထမ်းတဲ့ပိုင်ရှင်ချစ်ခင်ကမျိုးနဲ့ခေါင်းရိုက်ခွဲလိုက်တယ်ဖြစ်တဲ့အချိန် Might D ကရွာဦးကျောင်းဆရာတော်မင်းနဲ့ဘုံကျောင်းစီမှာစာတင်နေရတာမို့ထမ်းတော်စီကိုပါမလာခဲ့ဘူးစာတင်ရကနေအိမ်ကိုပြောင်းလာတော့ Might D တယောက်သူ့အဖေရဲ့ဖြစ်ရင်ကိုသိရတယ်။တီတီရှင်ဒေါသတွေထွက်ပြီးအသားပြောင်တစ်ဆက်ဆက်တုံးလေးထိဖြစ်ရတယ်။အဘတော့ကျုပ်လက်တော့ပြန်မိမယ်။ Might D ပြောတော့သူ့အဖေဦးအောင်ဖေကလက်ကပြပြီးတားတယ်။မသားရဘာဘကမားတာပေါ့ကွာ။ဟာဘာဘကမားလေဒီကွေးမသားရဲ့တောက်တိလောက်ဖို့မလိုဘူးလေဗျာ။ကားကကိုထိုင်းရပုံပါပဲတော့တောက်မိတော့။ဟာဗျာထိုင်းရပုံပါလဲနောင်နေပေးလို့ရတာပဲ။ခုလောက်တိလောက်စီရမလိုပါဘူး။မသားရဲ့ချစ်စာကိုရှိစီဘုံစာကိုတိုးစီတယ်ကွာ။ကျန်စာကိုမရှိပါနဲ့ကွာ။ပြီးတော့ချစ်ခင်တဲ့ပြဿနာဖြစ်လို့ထိုင်းရင်မရရင်ဘာလို့သားပါဘယ်မှာတော့တောက်ကြမလို့ဟာအဘအဲ့အတွက်မပူနဲ့ဒီနေရာမှာထိုင်းရင်မရှောက်တစ်ဖက်ရွာတွေထန်းတော်တွေကနေကျုပ်ကနေသွားပြီးဝယ်ပေးမယ်ထိုင်းရင်ဆိုတာထန်းတော်ထဲမှာပနန်တင်တာကွာဟာဒါဆိုလဲအဖကိုဂုံပိုးပြီးကျုပ်ကိုလည်းလိုက်ဖို့မယ်ဗျာခုကိစ္စကိုတော့ကျုပ်ရရှင်ပဲMight D ကဖေးဖေးသူ့ကိုစကားကိုပြောလို့ချန်စီယိုတိုင်တစ်ချောင်းကိုချိုးယူပြီးဦးချစ်ခင်ရဲ့ထန်းတော်တွေကိုဥတီထွက်လာခဲ့ထန်းတော်ကိုရောက်တော့ Might D ကလက်ထဲကင်ထားတဲ့ချန်စီယိုတိုင်နဲ့ထိုင်းရင်မျိုးတွေဆင်းရိုးတွေကိုမြင်းမြင်းလေးရိုက်ခွဲတော့တာပဲဒီချိန်ချစ်ခင်ကထမ်းမင်းပေါ်ရောက်ရင်ကိုချက်ချင်းမတားနိုင်ဘူး။အော်ဟစ်ဆဲဆိုရင်ထမ်းမင်းအောင်ကိုချစ်ခင်ရောက်လာတော့သူတဲတဲ့အိုးတွေအကုန်လုံးကို Might D ကရိုက်ခွဲထားပြီးပြီ။ဟဲ့ကောင်ခွေးမသားလေးမင်းရုံမလိုက်လား။ချစ်ခင်ကဆဲဆိုရင်ထမ်းလိသားနဲ့ဓာချင်းချင်းရဲ့။ဒါကို Might D ကကြောက်မယ်ထင်လား။ဝေးသေးတယ်။ခင်မထင်တဲ့ပုံစံမျိုးနဲ့တဲဟိုးပါရရှိုးဖြတ်စီပြီးမိတင်ဆိုးကိုကြိုးစားတယ်။ဒီမှာတင်ချစ်ခင်ဘက်ကတီးမခံနိုင်တော့ပဲဒါနဲ့ဝင်ခေါ်တော့ Might D ကတုံးနဲ့လက်ဦးအောင်တွေ့တော့တယ်။ချစ်ခင်ပုံရလဲတော့ Might D ကဟမ်မင်းလားကွာထမ်းတဲ့ပိုင်ရှင်လူမိုက်ဆိုတဲ့ကောင်ငါပေါ့ရိုက်တာပဲလက်ဟမ်တော်သားမင်းနေပဲချစ်တင်ရဲ့ဥကောင်ကလွယ်ပြီးတကိုယ်လုံးနေရနှံ့ကို Might D ကရိုက်တယ်ဘယ်သူမှဝင်ဆွဲလို့မရအောင်ချစ်ခင်ဘက်ကလည်းဘယ်သူမှမဝင်ရဲကြအောင်နောက်ဆုံး Might D တယောက်အားရလောက်ရိုက်ပြီးချိန်မှာချစ်ခင်ခင်ဗျနာကျင်လို့တတိအောင်လင့်နေပြီဒါက Might D ရဲ့လူမိုက်ဘဝအစလိုပဲပြောရမှာပေါ့ဒီကိစ္စကြောင့် Might D တကြီးမှာထိတ်တုံပထမအဆုံးချင်းခက်ခံရတယ်ချစ်ခင်ဘက်ကရော်ကြီးတောင်းတယ် Might D ကလုံးဝဘူးခံရင်မပေးဘူးချစ်ခင်ကမကျင်တဲ့လိုမျိုးကရဲကဲကိုတိုင်တယ်ရဲတွေရောက်လာတယ် Might D ကိုခေါ်သွားတယ်တနေ့ကျတော့ Might D ပြန်ရောက်လာတယ်နောက်လာရောက်မှုလုံးဝမရှိဘူးခေါင်းကထွက်လာပြီးနောက်ပိုင်းမှာ Might D ကဖုံးကြီးအောင်ကိုလုံးဝမသွားတော့ရွာကလည်း Might D ဆိုခိုင်းရုံကိုဖြစ်သွားတော့တာပေါ့ဒါဘာနဲ့အောင်သားရွာကချစ်ခင်ရဲ့ထန်းလေးကိုသွားမရတော့ပြီမဲ့ဘေးရွာတွေကိုလှည့်လေတောက်ရင်ရင်ကားလိုပဲတောက်စားမပြုတ်ဘယ်နဲ့မိုးလျာနဲ့ဒါဘာနဲ့အောင်ရွာစင်လှည့်ပြီးထန်းရီတောက်တယ်ဒီနေ့မိုးကောင်းဆိုမနေ့ကတစင်းကျွဲကိုတောက်တယ်ပြီးရင်ဖိုးတာကုန်းကိုတောက်တယ်ဒီလိုလှည့်လေရင်တောက်စားရင်ရန်ဖြစ်လာဖြစ်တယ်နှစ်ယောက်တယောက်3ယောက်ရိုက်လိုက်ရိုက်ရဘလို့ရိုက်Might D ကတော့ငယ်တုန်းကလိုအမြဲတယောက်သေးပဲတခါတလေတော့ဖခင်ရှိသူလည်းပါဝင်ပြီးတားဖားနေအောင်တက်ညီရန်ဖြစ်တတ်ကြတယ်
ထန်းတော်စီမှာတောက်ဆိုင်ဖခင်တဲ့သူကိုမုန်းလွန်သွားပြီဆိုရင်မိုက်တီကကြောဖို့လို့အိမ်ကိုပြန်ခေါ်တတ်တယ်မိုက်တီကသူ့ဖခင်ကတော့ဘယ်တော့မှချုံကြမှာမသိတော့အိမ်ရောက်မှအဲ့ရတဲ့အတီးတခြားသိတတ်တယ်မိုက်တီကအဖေကိုသိချစ်တယ်လေအဖေလည်းဒီဖေအမေလည်းဒီဖေပဲမဟုတ်လားဒီကနေ့တော့လက်ပကုံရွာရဲ့ရွာနီးစက်ဖြစ်တဲ့ဖိုးတာကုံရွာထန်းတော်ထဲမှာမိုက်တီတို့သားဖားနဲ့ထန်းရည်တောင်းနေရတာအေးဦးအဖေလက်တက်လိုက်တာတောက်ထားတဲ့ထန်းရည်ပြန်ထွက်လာတယ်အဘအဆင်ပြေရဲ့လားမပြေဘူးငါမူးနေဦးအဖေပါဇက်ကပြောပြတာနဲ့တပြိုင်နက်လူကလည်းပလက်လန်သွားရလေဟာဒီဘာတော့လီမိုက်တီပုံးစီစီနဲ့ရေးရိုးရင်ဖခင်ဖြစ်သူရဲ့ဟပြဲနေတဲ့အင်ကြီးရေဘက်ကိုဖလန်ဖုံးပေးလိုက်တယ်ပြီးတော့တယောက်တည်းထန်းရည်ဆက်တောင်းနေမိလေဒီခါနဘေးဝန်းကအတန်ကိုအမတ်မထင်နားဆွင့်မိတယ်ဟောဖြစ်ပါမလားကွာဩဖြစ်ပါတယ်ကွာဒီမနေ့ပဲလက်ပခုံးရောက်မှာငါတွေးလိုက်တာဥပေဒီနဲ့သူ့သမီးတဲမာတို့နှစ်ယောက်လည်းလဲလဲစီးနဲ့ပိတ်အောင်သွားတာဟာလက်ပခုံးရွာဆိုတဲ့နာမည်ပါလာတော့မိုက်တီစက္ကနဲ့ထစ်သွားရောက်ပြီးစိတ်ဝင်စားသွားတယ်ဒါဖားနှစ်ယောက်လည်းသွားတာဟုတ်လို့လားကွာတခြားလဲတွေမပေါ့ဘူးလားမပါဘူးကအခုသွားတာကပဲသေးကောင်းလို့ရွာထဲမှာသူတို့ကိုယ်တိုင်အဝယ်တိုင်ဖွင့်လာတာခဏကဖေးရတစီသမီးရတစီသွားရတာဟာဘယ်ချိန်လောက်မှမတွေ့ခဲ့တာတော့မနဲ့ဆုံးတဲ့ချိန်လောက်ကဒါဆိုမျိုးညနေဆောင်လက်မချောင်ကဖမ်းပိတ်ပြီးဆောင်းရင်တော့ခွတိဖြစ်မယ်ထင်တယ်ဒါဖြစ်လွတ်လိုက်ကြဆိုလားဒါပေါ့ကွာလွတ်လိုက်ကြတာပေါ့ဟာတပတ်ဝင်ကစကားတွေကိုနားထောင်ပြီးမိုက်တီကောင်းကိုတစ်ဆက်ဆက်ငိမ့်မိတယ်ဒီပုံတိုင်းဆိုဥပဒေတို့တာပါဓမ္မတိုက်ခံရတော့မယ်ဒီမိုက်တီဘာလို့တင်လဲတစ်ချက်တွေးကြည့်တယ်သူကလည်းလက်ပခုံသားမို့ကိုယ့်ရသားကိုထိခိုက်လာမှာလို့လက်မခံနိုင်ဒီကိစ္စကိုသူတားမြင်ရမယ်လို့ဆုံးဖြတ်လိုက်တယ်အချိန်ဝင်ရှိတော့အနေကမိုးလဲစားပြုတ်နေပြီအဘအဖေဖြစ်သူကိုမိုက်တီလုံလို့ကြည့်ရတုံ့ပြန်မှုမရပါဘူးထိုင်းရဲ့အမှုလုံးကြီးအိမ်မော်ချနေခဲ့ပြီဟိုအဘကတော့လုံးတော့ပဲမိုက်တီစီကညီးသွားတာတော့မဟုတ်ဘူးအဖေဖြစ်သူပေါ်ဂူးမြတတနဲ့ရေးယူလိုက်တဲ့အတမ်းမှာအဲ့ဒီနောက်မိုက်တီကထိုင်းရဲ့ပိုရှင်းပြီးအဖေဖြစ်သူကိုဆွဲထုတ်မှကကြောစီပို့လို့အိမ်ပြန်လမ်းကိုလှမ်းခဲ့ပါတော့တယ်မိုက်တီတယောက်မူကြီးဖြစ်နေတဲ့ထိုင်းရဲ့ချိန်ကိုပိုက်ထွေးလို့ငှက်ကြီးတောင်ဓာတ်ကိုလမ်းမကြောင်လမ်းချင်းလမ်းလိုက်ကောင်မှစိုက်ပြီးထိုင်နေမိတာအချိန်တော်ကြာနေပြီဒီတော့တင်းနားနားတယောက်စားနှစ်ယောက်စားသွားလာကြသူတွေကမိုက်တီကိုမြင်တော့ခြေလမ်းတွေတန့်ကုန်တယ်မိုက်တီကတော့သူတို့အာရုံတော်မစိုက်ဘူးဒီတော့စိတ်ရလာပြီးဖက်သွားကြရင်တို့လိုကြည့်ကြတယ်မိုက်တီကတော့ခက်တီတီပဲဘယ်လိုကြီးထိုင်နေမဲ့ထိုင်နေလို့ရဲ့ဒီကအနောက်ဘက်ဂေါ်ရစီကိုဆင်းသက်လူဖြစ်နေပြီအခုထိတဲမှာတော့တားအဖတွေရောက်မလာကြသေးဘူးလို့တစ်ဖက်ကဓမ္မတိုက်မဲ့ကောင်တွေကလည်းရောက်မလာသေးဘူးဂျာတော့မိုက်တီတယောက်ထဲငေါတောင်ဖြစ်လာတယ်မကြဘူးငံကနေငိုက်လာတယ်ထိုင်နေရတဲ့ကြာလုံးလာပြီးမို့ကျိုးတွေကလည်းတောက်တင်လာတဲ့အတွက်နေရာမှာတင်မိုက်တီလဲချလိုက်တယ်လူကမူကြီးဖြစ်နေတာမို့ချက်ချင်းပဲမိကနေဖြစ်သွားတော့လीရဲ့ဟာဟေးမလုံနဲ့နားထဲကိုတွန်းဝင်လာတဲ့ဟိုဝတ်တန်ကြောင့်မိုက်တီလန့်လို့လာတယ်လုံးချင်းချင်းပြီးတော့လဲတဲ့စစ်ကိုဓမ္မတိုက်နေတဲ့ညီမကမျက်စိရှင်းမှာတန်းလို့ရဲ့ဟာဖက်ကောင်လေးမိုက်တီဟိုဝရင်ကမှုရှုလို့ထားလိုက်အနီးနားမှာဓာတ်ကိုချတော့မတွေ့ရတော့ဘူးတစ်ဖက်မှာအချင်းကြီးရိုးသေးအသေးချာကြည့်ပြီးတော့မှသူ့တရှိကအသေးမာရဲ့လက်ထဲမှာတစ်ဖက်ရောကဓမ္မတိုက်သူလူမိုက်တွေကဒုတ်တွေကိုစီကင်လို့ဥပိသရတဲ့ဘိုးကြီးတစ်ချောင်းကိုကင်ထားတယ်ပြီးတော့အချင်းကြီးကခေါင်းပြန်ဖြစ်နေတယ်တဲမှာကတော့ကင်ထားသူဓမ္မလူမိုက်တွေကိုတရှိတရမ်းနဲ့လိုက်ခုန်နေတယ်ဥပိသကလည်းတဘိုးကြီးနဲ့လိုက်ရိုက်တယ်လူမိုက်တွေကတော့သားဖားနေအောင်မရှင်နိုင်လို့လှဲတွေကိုပပြေးနေလေမိုက်တီလည်းမနေတာတော့ရုပ်သေးဖြစ်နေတဲ့ချောင်းကိုတော့ဝင်လိုက်တယ်ဟာလှဲတွေနောက်ရောက်ချင်းပဲမိုက်တီဦးကောင်းကိုဥပိသရဲ့တဘိုးကြီးကမိတ်ဆက်လိုက်တယ်မိုက်တီဦးကောင်းကိုရကပြီးဥပိသကိုချီလို့ဦးလေးကျောက်ကဦးလေးလို့လာကူတာဗျမသိဘူးပါမင်းနဲ့တကြည့်တယ်တင်ញံလိုက်ပဲဟာဥပိသကပြောဆိုမိုက်တီကိုထက်ရိုက်တယ်မိုက်တီဘာလို့ရမလဲချင်းတွေကသူတွေးထင်တာလို့ဖြစ်မလားဒီတော့ဘာလို့တက်မလဲဘာမှမတက်ဘူးပြေးုံပေါ့မိုက်တီလည်းလူမိုက်တများလူညီတူလဲကိုပတ်ပြီးပြေးနေရပြီလေဟေးမလုံနဲ့လို့တစ်ဖက်ကတဲမောင်တို့လဲစီကဟဲ့ဟောတာလူမိုက်တမနှစ်ယောက်ကလဲကိုပတ်ပြီးရင်ဟဲ့ဟောတားမြင့်နေကြတယ်မိုက်တီကြတော့အခြားလူမိုက်တများတစ်ယောက်နဲ့အတူဥပိသရဲ့လဲစီမှာပပြေးနေရတယ်ပြေးနေလူမိုက်တများကိုမိုက်တီတစ်ချက်လှမ်းထိုးချလိုက်တယ်အတိချက်ကဓမ္မလူမိုက်ရဲ့မျက်နှာကိုထိမိပြီးတစ်ဖက်ကိုလန်ကျသွားတယ်ဒီခိုက်မှာပဲဥပိသရဲ့တဘိုးကြီးကအဲ့ဒီလူမိုက်ရဲ့ဥကောင်းစီကိုခွက်ကနေကြောက်သွားတယ်ဟာဟဲ့ကောင်လေးအချင်းတွေမဟုတ်ပြေးကြဟာတဲမှာဓာတ်လိုက်ခုန်နေတဲ့ဓမ္မနှစ်ယောက်ကအချင်းတွေမဟန်တာမို့ဒုတ်တွေကိုချပြီးလပြေးကြပြီဒီတော့တဲမှာကပါဥပိသစီလက်ပေါင်းတယ်အရိုက်ခံရတဲ့ဓမ္မကတော့မြေစီမှာဆန့်ဆန့်ကြီးတားဖားနှစ်ယောက်ကမိုက်တီကိုဦးတီပြီးလိုက်ခုန်လဲရကြတယ်ဟေးမဟုတ်ဘူးလို့မိုက်တီရှင်းပြဖို့ကြိုးစားတယ်ဒါပေမဲ့တားဖားနှစ်ယောက်ကမရပါဘူးမိုက်တီကိုဓမ္မလို့အထင်မှားပြီးအသေးအံလိုက်လုံနေရဲ့အဖေအဲ့ဒီကဖေမိုက်တီနမင်းနဲ့မလိုက်အောင်မိုက်ရိုင်းပြီးကိုရသားအချင်းရောက်ဓမ္မတိုက်ဖို့လုပ်တဲ့အကောင်ဒီကောင်ကိုအရှင်ဖမ်းရမယ်အေးသမီးဖမ်းရတယ်သားဖားတွေနှစ်ဖက်ညက်ပြီးဖမ်းရတယ်မိုက်တီရွေးစရာမရှိတော့ဘူးဒီသားဖားစီမှာလက်နဲ့မချရင်အချင်းတွေကပူဆိုးလာဖို့ပဲရှိတယ်ခါကြောင့်နေရာမှာတင်ပြီးတော့ချလိုက်ပြီကျုပ်ဖမ်းခံပါမယ်ဗျာကျုပ်ဖမ်းခံပါမယ်မိုက်တီတယောက်အရှုံးပေးစကားကိုဆိုလိုက်ပြီဒီခိုင်းမှာပဲလက်သက်လုံးနဲ့ဥပိသရဲ့တဘိုးကြီးကမိုက်တီရဲ့ဇက်ဖို့ကိုကြားရောက်လာတယ်မိုက်တီတယောက်အမြင်အောင်နဲ့မှောင်ကနေဖြစ်သွားပြီးနေရာမှာတင်ခွေလိုက်ကြတော့ရတော့တယ်တကြီးရင်စီမှာတော်တော်မိုက်ရနေကောင်ကွာ
နားတက်ကကျွစီအတန်ကြောင့်မိုက်တီမျက်လုံးဖွင့်ကြည့်တော့အင်အောက်ထက်တဲ့နေရာကိုရောက်နေတယ်ဆိုတာမိုက်တီသိလိုက်ရတယ်ခြေထောက်စီကထောက်ကန်ကန်နေတာမို့ကြည့်ပြီးတော့သူ့ခြေထောက်နှစ်ဘက်ကထိတ်တုံစီမှာတကယ်ဒါဒီကောင်ကိုမိုင်းုံလောက်ပဲထင်လာခုမှတော်တော်ကိုရုံမာတက်မှန်သိလိုက်ရတယ်အတန်ကြားရကိုကြည့်ပြီးတော့တကြီးနဲ့အတူတင်းမာလို့တားဖဘာသာအချို့ကိုတွေ့ရတယ်ဟောတို့ဆိုရင်ဟိုကောင်တတိရလာပြီတကြီးနဲ့အတူဥပိသီတို့တားဖမိုက်တီနာကိုရောက်လာကြတယ်အဲ့ကောင်မိုက်တီမင်းဘလို့စိတ်နဲ့ကိုရတာချင်းချင်းတော့ဓမြတိုက်ဖို့လုံးနေတာဟာတကြီးမဟုတ်ဘူးကျုပ်ဓမြမတိုက်ဘူးမိုက်တီငင်းဆန်လိုက်တယ်ဘာမလို့ရမှာလဲကွာလို့ပဲဒီမဲ့ကာယကရှင်ကိုယ်တိုင်ကတော့မင်းကိုဖမ်းလာပြီလားအဲ့ဒါလေဟာမဟုတ်ပါဘူးတကြီးကကျုပ်ရှင်းပြပါမယ်ဗျာအေးပိုးကြည့်စမ်းကွာဒီလိုပါတကြီးရဲ့မိုက်တီကသူတစ်ဖက်ရွာကထားလို့ဒီမှာဖြစ်ခဲ့တဲ့အဖြစ်တွေပြောပြလိုက်တယ်မဖြစ်နိုင်ဘူးတော့တကြီးဒီကောင်ညားနေတာဥပိသီကဝင်ပြောလာတယ်တဲမကလည်းဂျာစီဝင်လာပြီအမှန်ပဲတကြီးဒီကောင်လမ်းမကြောင်လမ်းချင်းထဲမှာကန့်လန့်ကြီးပိတ်အိတ်နေတာပိတ်ကြီးတော့ဓာတ်ကိုလည်းနှစ်ဘေးမှာစိုက်ထားတယ်လမ်းမနေလို့ကျုပ်ကနှိုးမလို့အနားသွားတော့တိုးတွေကဟိုကောင်တွေကထွက်လာတော့တာပဲတော်သေးတာပေါ့ကျုပ်ကဒီကောင်နာကဒါကိုအနှုတ်မြန်လို့တဲမကသူတို့ကြုံခဲ့ရတာကိုပြောပြတယ်မဟုတ်ဘူးတကြီးကျုပ်ကသူတို့တာဖောက်ကဲမလို့စောင့်နေရင်မလာနဲ့အိပ်ပေါ်သွားခဲ့တာဟာမဟုတ်ဘူးဒီကောင်တမင်လမ်းပိတ်တာသူတို့အားလုံးတစ်ချိန်တည်းကောင်းနေမဟုတ်ပါဘူးတကြီးဟာမယုံရင်ဒီကောင်ကိုမေးကြည့်စမ်းပါမက်တီကသူနဲ့အတူထိတ်တုံခတ်ခံထားတဲ့ဘေးနာကဓမြကောင်ကိုတက်တိထူလိုက်တယ်ဟဲ့ကောင်သူပြောတာဟုတ်လားတကြီးကဓမြကောင်ကြီးကိုမင်းညံ့လိုက်တယ်မဟုတ်ဘူးတကြီးဟာဒီအမလေးတန်ကတကြီးစီကကောမက်တီစီကပါပြန်လူထွက်လာတဲ့အတန်ပါမက်တီအတန်ကပူချေလို့နေတယ်မဟုတ်ဘူးဆိုတာကသူနဲ့ကျုံတို့နဲ့အတူတူမဟုတ်ဘူးဆိုတာကိုပြောတာမင်းစကားကဘယ်လိုပြောတာလဲနားမလည်ဘူးဟိုကျုပ်တို့ကအတူတူမဟုတ်ဘူးလို့ကျုပ်တို့လာတော့ဒီလူကသူ့ဘာသာလမ်းပေါ်မှာအိတ်နေတာဒါနဲ့ကျုပ်တို့တွေတူဲလို့အိတ်ပြီးနေတာကိုလမ်းကိုတမီပိတ်ဖို့မလိုပဲတက်တော့တက်တာနဲ့တစ်ပင်အောက်ကနေစောင့်နေလိုက်ကြတာမက်တီတော့အခုမှဇိတ်ရည်လဲရတော့တယ်သူအိတ်ပေါ်သွားတာကိုဓမြတွေကောင်းကောင်းကြီးအသုံးချသွားခဲ့တာဒီတကြီးတွေ့လားကျုံမပါဘူးဆိုတာအေးခုမှသိတယ်ဒါပေမဲ့မင်းလောက်ရကမလေးရှုံးနဲ့ထင်တဲ့ရှင်စရာလေမက်တီတယောက်လွဲကျဲနားရပြီလေကယ်တင်ရှင်လုံးလိုရအတွက်သွားကကြမှာကယ်တင်ရမရောက်ပဲအထုထောင်းလိုက်ခံရအထင်မြင်နဲ့အလွဲခံရလည်းဖြစ်ရတယ်ကဲဥပဒေအဖြစ်ပြက်ကတော့ခမကြားတဲ့အတိုင်းပဲဗျာလွဲမှလွဲတတ်ပါလေမောင်မိုက်ဒီဟုတ်ပါတကယ်တည်းကဲမဲသူကအိပ်ပျော်နေရတယ်လို့တဲမစီကဘော့ဆက်စကားနဲ့သူမျက်ဆောင်တစ်ချက်ကမိုက်ဒီစီကိုဒိုင်းကနေကြောက်လာတယ်ဒီမျက်ဆောင်အကြီးတစ်ချက်ကလူချမ်းကြီးမိုက်ဒီရဲ့ရင်ကိုအမျိုးမိမသိတဲ့ဝေဒနာတစ်ခုဖြစ်ထွေးဖောက်ဝင်ရောက်သွားခဲ့တာကိုတော့ဒီချိန်ကမိုက်ဒီကိုတာမသိလိုက်မိသေးပါဘူးဒီလိုနဲ့2လကြာမိုက်တီတို့နယ်တွေကမင်းတောင်ဖျားကြီးမှာဖျားပွဲဖြစ်လာခဲ့တနေ့လုံးနဲ့ဆိုင်တဲ့ပွဲဆိုတော့ရွာပေါင်းစုံကလူပရိသတ်တို့လာရောက်ကြတာကြောင့်စီကားကြကကြက်တံမကြပဲကျေးလက်တို့လူတွေကာလာသားတွေအဖိုးအဖွားတွေကလေးငယ်တွေနဲ့ရဟန်းရှင်လူဆုံးပပအထက်လူသူ၄ပါးအပြင်နောက်ထပ်တစ်ပါးထပ်တွေ့ရမှာကငမှုငယူတွေပွဲတဲ့မှာကရဲသေးစာရောင်းချခွင့်မရှိပေမဲ့အပြင်ကနေအရုပ်တွေထမ်းရွတွေဝယ်လာကြပြီးအရေးကောင်းရနေရာတွေမှာဝိုင်းဖွဲလို့တောက်ကြတယ်မူလာတော့ပွဲကင်းတွေကိုပတ်တယ်ဟေးဟာလုံးကြတယ်မိုက်တီတို့သားကလည်းပွဲစည်းကိုလာဖြစ်တယ်ပွဲစည်းကကောင်းကြီးကြီးတောင်းတဲ့အကျော်ကိုစားရတာသူ့ဖေကတိတ်ကြိုက်ကြလေဒါကြောင့်လေဒီနေ့မှာသားဖားနှစ်ယောက်ပွဲစည်းကိုချီချင်းလှမ်းကြတယ်ရင်းနေဆောင်ချင်းဆိုတော့သားဖားနှစ်ယောက်ထမ်းရည်တွေခက်တွေနဲ့ဘင်းကြီးလေးခံရင်သွားနေကြတာရလာပါပဲသူတို့ပွဲကင်းသားကိုရောက်တော့လမ်းမေးရောက်ဝိုင်းကကောင်းတွေကတစ်ချက်လှမ်းကြည့်ပြီးဒီလိုစကားတွေပြောကြတယ်မိုက်တီတို့ကသိမထားမိဘူးပွဲကင်းနဲ့ဆက်သွားတယ်ကျော်စားဖားစားနဲ့တနိုင်လောက်ကြတော့အပြန်လမ်းကိုသားဖားတွေလှမ်းကြပြီအချိန်ကလည်းမိုးချုပ်နေပြီဟေးပွဲကင်းကြီးကခက်လက်လန့်ရောက်တာနဲ့မိုက်တီတို့သားဖားရှိကိုနဘေးဆောင်တွေကလူ၄ယောက်ကဒုံးနဲ့တမြောင်လေးကန်ပြီးခုန်ထွက်လာတယ်အခုနားဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျဇလန်းလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဝေဖန်ချန်ပြူရှင်ကများရှိရင်လည်းကွန်မန့်မှာဝင်ရောက်ရေးခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်